Hello အားလုံးပဲမင်္ဂလာပါရှင် Day to Day Grammar Lesson လေးလာပါပြီဒီနေ့ Grammar လေးကတော့ Verb plus Bamida Verb plus Bamika ပါတယ်ပါတလားဆိုတဲ့ Grammar လေးပဲဖြစ်ပါတယ်ဒီ Grammar လေးကတော့အသက်မပါတဲ့ Verb တွေရဲ့နောက်မှာလိုက်တဲ့ယဉ်ကျေးတဲ့အသုံးအနှုန်းဖြစ်ပါတယ်ရှင်ဥပမာလူနာနဲ့ဘာပူမိတာလူနာဆိုတာယောက်ျားလေးကနေမှမိန်းကလေးကိုခေါ်တဲ့အခေါ်ပေါ်ဖြစ်ပါတယ်အမဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဘာပူတာအလုံးများသည်ဆိုတဲ့ဘာပူတာကိုပမိတာလိုက်တဲ့အခါကျတော့တာကိုဖြုတ်ရပါတယ်ဒီကနေပါတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောင်းချင်တဲ့အတွက်ကြောင့်လူနာနဲ့ဘာပူမိတာလူနာကအမကအလုံးများပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ်နောက်တစ်ခုကအာရီနဲ့သမီတာအာရီဆိုတာကလေးဇာတာအိတ်တီဇာတာကိုဖမီတာပြောင်းလိုက်တော့အာရီနဲ့သမီတာကလေးကအိတ်ပါသည်ဆိုပြီးတော့ဖြစ်သွားပါတယ်နောက်တစ်ခုကတော့동생은 공부합니다 동생ဆိုတာညီဒါမှမဟုတ်ရင်ညီမကိုပြောတာဖြစ်ပါတယ်공부하다လေ့လာသည်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့ဒီတော့동생은 공부합니다ညီမလေးကတော့စာလေ့လာနေပါတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်သွားပါတယ်ဒီမှာလည်းပဲ동생은 망하다ကိုပြောင်းသွားပါတယ်နော်ဒီ grammar လေးကိုနားလည်ပြီဆိုလို့ရှိရင်ပမီကာဆိုတဲ့ grammar လေးကိုလည်းနားလည်ပါလိမ့်မယ်အဲ့တော့ဆက်ကြည့်လိုက်အောင်누나는 바쁩니다အမကအလုပ်များနေပါတယ်ဆိုတာကနေ누나는 바쁘니까အမကအလုပ်များပါသလားဆိုတဲ့မိခွန်းပုံစံကိုကူးပြောင်းသွားတာဖြစ်ပါတယ်နောက်တစ်ခုကလည်းဒီလိုပါပဲ아이는 잡니다ကလေးကအိပ်ပါတယ်아이는 잡니까ကလေးကအိပ်ပါသလားနောက်တစ်ခုကလည်းဒီလိုပဲနော်동생은 공부합니다ညီမလေးကစာလေ့လာနေပါတယ်동생은 공부합니까ညီမလေးကစာလေ့လာနေပါသလားဒီနေ့ grammar လေးကဒီဝဲမှာတင်လိုက်တဲ့နဲ့ grammar လေးကိုပမီတာစမီကာဆိုတဲ့ grammar လေးနဲ့ပေါင်းပြီးတော့ကိုရီးယားစာကြောင်းတစ်ကြောင်းတည်ဆောက်လိုက်တာဖြစ်ပါတယ်ဒါဆိုရင်ဒီ grammar လေးကိုလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်ဒီ grammar လေးကိုသုံးပြီးတော့ကိုယ့်ဘာသာစာကြောင်းတစ်ခုကိုတည်ဆောက်ပြီး comment မှာရေးခဲ့ပေးလို့ရတယ်နော်ကဲဒါဆိုရင်ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်